ကျဲလို့ဒီနေ့ G5 Maths page 81ကဒီမှာ number 8အုတ်တုံကြီးဘိုးခံများကိုအသုံးပြုပြီးအောက်ပါပုံများကိုဆွဲပါတဲ့ဒီအလေကောင်းပုံလေးဆွဲတာကိုဒီကျဲဆွဲပြမယ်နော်ကဲဟုတ်ပြီအဲ့ဆိုရှင် channel တူလိုက်ကြည့်အောင်ကဲသူကချဲလို့ပထမဦးဆုံးဒီလိုပေးတဲ့မော်မှာကွန်ပါချွန်လေးနဲ့2 cm ထောက်လိုက်မယ်2 cm လေးတိုင်းလိုက်မယ်တိုင်းပြီးပြီဆိုလို့ရှင်ဒီချဲတို့ဒီစာရွက်ပေါ်မှာကျဲတို့ဆက်ဝိုင်းလေးဆွဲလိုက်မယ်နော်စာရွက်ပေါ်မှာဆက်ဝိုင်းလေးဆွဲလိုက်မယ်ကဲဟုတ်ပြီအဲဆက်ဝိုင်းလေးရပြီဆိုတော့ဒီချဲတို့ကဒီဆက်ဝိုင်းလေးဒီမှာဗဟိုလေးကိုဒီလိုလေးမှတ်ထားမယ်မှတ်ထားပြီးပြီဆိုလို့ရှိရင်ဒီချဲတို့ဒီမှာပြည်တံလေးနဲ့ဒီဗဟိုဖြတ်ပြီးတော့ဒီဘက်မှာလည်းမှတ်လေးမှတ်လိုက်မယ်ဒီဘက်မှာလည်းမှတ်လေးမှတ်လိုက်မယ်ပြီးပြီဆိုရှင်အထက်အောက်ကိုလည်းအတူတူပဲဗဟိုဖြတ်ပြီးတော့ဒီချဲတို့ဒီမှာအမှတ်ကလေးတွေမှတ်လိုက်မယ်မှတ်ပြီးဆိုရှင်အဲ့မှတ်ထားတဲ့အမှတ်ကလေးတွေကိုဒီချဲတို့ဒီလိုလေးဆက်လိုက်မယ်ဆက်လိုက်မယ်၄မှတ်စလုံးကိုဒီချဲတို့ဆက်လိုက်မယ်လိုလေးဆက်လိုက်ဆက်ပြီးတော့ဒီလိုပုံလေးရဟုတ်ပြီအဲ့ဆိုရင်ပြီးပြီဆိုရင်ကျတော့ဒီဗဟိုလေးကိုဖြတ်ပြီးတော့ဒီအလဲကနေပြီးတော့ထောက်ဝက်ပိုင်းမယ်ဒီဘက်ကိုလည်းတူတူပဲဒီဗဟိုကနေဖြတ်ပြီးတော့ဒီပုံလေးကိုဒီလိုတောင်းဒီလိုဖြတ်မြင်းလေးတွေဆွဲလိုက်မယ်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီချယ်တို့ကနောက်ထပ်ဒီအလဲဗဟိုဖြတ်မြင်းနဲ့တဲ့မှာဒီမှာအမှတ်ကလေးထားမယ်ဒီဘက်မှာလည်းဒီလိုနားမှာအမှတ်ကလေးထားမယ်ပြီးရင်ဒီဟာနဲ့တက်လဲဒီမှာအမှတ်ကလေးထားမယ်ပြီးရင်ဒီမှာလည်းအမှတ်ကလေးထားမယ်အဲ့အမှတ်ကလေးကိုလည်းကျတို့ခုနလိုပဲကျတို့ပုံလေးကိုအမှတ်ကလေးတွေကိုဆက်လိုက်မယ်အမှတ်ကလေးတွေကိုဒီလိုလေးဆက်လိုက်မယ်အဲ့လိုဆက်ပြီးပြီဆိုရှင်ဒီချဲတို့နောက်ဆွဲတဲ့ပုံကိုလည်းသူ့ကိုဗဟိုဖြတ်ပြီးတော့ထောက်ဝက်ပိုင်းမြင်းလေးတွေဆွဲမယ်သူ့ကိုလည်းဒီလိုထောက်ဝက်ပိုင်းမြင်းလေးတွေဆွဲပေးလိုက်မယ်ဒီဘက်ကိုလည်းဒီလိုထောက်ဝက်ပိုင်းမြင်းလေးတွေဆွဲပေးလိုက်မယ်ဟုတ်ပြီအဲ့လိုဆွဲပြီးပြီဆိုလို့ရှိရင်ဒီချဲတို့ကတစ်ခုကြားအယောင်ချဲမယ်နော်တစ်ခုကြားအယောင်ချဲမယ်ဒီမှာဆိုဒီချဲဒီမဒီတစ်ခုကိုချဲလိုက်မယ်ခုချဲမယ်ချဲပြီးဆိုရင်ဒီချဲတို့ဒီအဖြူရောင်လေးဒီလိုပုံစံလေးတစ်ခုကိုကြော်လိုက်မယ်နောက်တစ်ခုအဲ့တစ်ခုကြားမှာပဲဒီလိုလေးကာလာလေးပြန်ပြီးတော့ချဲမယ်နောက်တစ်ခုလည်းတူတူပဲဒီချဲတို့ဒီအဖြူရောင်လေးတစ်ခုစာခြံလိုက်မယ်ဒီဘက်တစ်ခုကြားမှာအရောင်လေးပြန်ချဲမယ်ဒီဘက်လည်းတူတူပဲတစ်ခုချမယ်နောက်တစ်ခုမှာဖြူရောင်လေးတစ်ခုချမယ်ဒီဘက်မှာပန်းရောင်လေးတစ်ခုပြန်ဆွဲမယ်ကဲဟုတ်ပြီဒီလိုလေးဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီချဲတို့ဘေးကနေပြီးတော့ဆက်ဝိုင်းသူဆွဲထားတဲ့ဆက်ဝိုင်းသားလေးတွေကိုဖြတ်လိုက်မယ်နော်ဆက်ဝိုင်းတွေကဆက်ဝိုင်းအဝန်းလေးတွေကိုဖြတ်လိုက်မယ်ဆိုလို့ရှိရင်ဒါသူဆွဲခိုင်းတဲ့ပုံလေးရပါပြီเนาะဒါဆိုရင်သူဆွဲခိုင်းတဲ့ပုံလေးရပါပြီเนาะ